အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ ထိုင်းစတိုင်ချက်ပင်စိမ်းလေးချက်မှာဖြစ်ပါတယ်။အိုးပူလာပြီဆိုတော့စီကိုထည့်ပါမယ်။စီလဲပူလာပြီဆိုတော့ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတို့ကိုစီတက်လိုက်ပါမယ်။ပြီးရင်တော့တကြားလက်ဖက်စားစွန်းတစ်ဝက်ခန့်ကိုထည့်ပါမယ်ခူးစီထမင်းစားစွန်းတစ်စွန်းကိုလည်းထည့်ပါမယ်စီတက်ထားတာလေးလည်းမှုေးလာပြီဆိုတော့အရသာနေထားတဲ့ကြက်သားကိုထည့်ပြီးတော့ကြော်ပါမယ်ချက်သားတွေအယောင်ပြောင်းပြီးတော့နူးစားပြုလာပြီဆိုရင်တော့လှီးထားတဲ့ပဲသီးကိုထည့်ပါမယ်ရတာအတွက်စားလက်ဖက်စားစွန်းတစ်ဝက်ခန့်နဲ့ချိုမုတ်အနှဲငယ်တို့ကိုထည့်ပါတယ်ငါးငံပြားကြီးတစ်စုံလည်းထည့်ပါတယ်ပဲသီးနူးဖို့ရန်အတွက်ရေလေးအနှဲငယ်ကိုထည့်ပြီးတော့ဖုံးအုပ်ပြီးတည်ပေးထားလိုက်ပါမယ်ရတာမြည်ကြီးရလည်းအဆင်ပြေပြီးပဲသီးရလည်းနူးလာပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာပင်စိမ်းရွက်တွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ခုဆိုရင်တော့အနက်လည်းအရန်မှုေးပြီးတော့အရသာလည်းရှိတဲ့ကြက်ပင်စိမ်းကြော်လေးရပါပြီကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်တော့ like and comment လေးပေးခဲ့ကြပါအောင်နော်